အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမက property tax အကြောင်းအနည်းငယ်ပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ US မှာကိုဝယ်မယ်လို့စဉ်းစားထားတဲ့အိမ်လေးကပေါ့နော် property tax ဘယ်လောက်ပေးရမလဲအဲ့ဒါကိုအလွယ်တကူစစ်ဆေးလို့ရတဲ့ website ပါဒါကတော့ smart asset ပေါ့နော် smart asset လို့ရိုက်ထည့်ပြီးတော့မှရှာမယ်ဆိုလို့ရှိရင်ကျမတို့ဒါလေးရှင်ဆိုတော့ဒါလေးကိုနှိပ်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမတို့ taxes တွေတွက်လို့ရပြီပေါ့နော်ဆိုတော့ဒီမှာကျမတို့က property tax calculator ကိုနှိပ်မယ် okay ဆိုတော့ကိုဝယ်မယ်လို့စဉ်းစားထားတဲ့ location ပေါ့အဲ့ဒီရဲ့ zip code ကိုကျမတို့ရိုက်ပြီးတော့မှရှာရုံပဲရှင်ဆိုတော့ကျမကတော့76112 Forward Texas မှာအိမ်ဝယ်မယ်လို့စဉ်းစားထားတယ်ပြီးတော့မှအိမ်တန်ဖိုးကတော့3သိန်းပေါ့နော် example အနေနဲ့ okay ဆိုတော့အိမ်တန်ဖိုး3သိန်းဆိုလို့ရှိရင်ကျမတို့တွေဒီ Tarrant County မှာဆိုလို့ရှိရင်ပေါ့နော် property tax အနေနဲ့ 1.772% ပေးရမယ်ဆိုတော့တစ်နှစ်စာဆိုလို့ရှိရင်ကျမတို့9316ပေါ့နော်ဆိုတော့400ဝန်းကျင်လစဉ်ပေးရမယ်ဆိုတော့Texas မှာကလေ Texas ပြည်နယ်မှာကလေဒီ property tax ကတော့ဈေးကြီးတယ်ဒါပေမဲ့ဒီ property tax ကို short ရှာလို့ရတဲ့ niche ရှိအဲ့ဒါပါလဲဆိုတော့ homestead exemption ပေါ့နော် homestead exemption ကဘယ်လိုလုပ်တာလဲဆိုတော့မိမိအိမ်တန်ဖိုးရဲ့3,400,000အထိအခွန် short ရှာခွင့်ရှိရပေါ့နော်ဆိုတော့ဥပမာအားဖြင့်ဆိုကျမက3သိန်းတန်အိမ်ဝင်မယ်ဆိုလို့ရှိရင်3သိန်းဖိုးလုံး property tax ဆောင်စရာမလိုဘူးဆိုတော့3,400,000ကို short ချမယ်ဆိုကျမရဲ့အိမ်ရဲ့ပေါ့နော်1,600,000စာပဲကျမကအခွန်ဆောင်ရမယ်ဆိုတော့ဒီမှာဆိုရင် property tax ကတဝက်ကျော်တဝက်နီးပါးပေါ့နော်တဝက်နီးပါးဆိုတော့2,800ကျော်ပဲကျမပေးရတော့မယ်200ဝန်းကျင်တလားအဲ့လောက်ပဲပေးရတော့မယ်ပေါ့နော်ဆိုတော့အရင်ကတော့ဒီ Texas ပြည်နယ်မှာတသိန်းပဲအခုဆိုလို့ရှိရင်တော့3,400,000အထိအခွန် short ချလိုက်ပြီပေါ့နော်ဆိုတော့ဒီရဲ့ homestead exemption ကလေဒီ primary home အတွက်ပဲအခွန် short ချပေးတာဖြစ်တယ်တခြားတော့ပေါ့နော်ဒီ investment property တွေပြီးတဲ့ခါကျတော့ဒီ vacation home တွေအတွက်မရဘူးလူတဦးမှာဆိုလို့ရှိရင် homestead exemption ကတခုပဲပေါ့နော်ဒီ primary home တခုအတွက်ပဲဒီရဲ့အကျိုးခံစားခွင့်ကိုရမှာဖြစ်တယ်ဆိုတော့ဒါကကြတော့ဒီ Texas ပြည်နယ်ကိုလာပြောင်းလာခြင်းနဲ့ဒါပေမဲ့ဒီ property tax တွေများတယ်ဆိုလို့ရှိရင်ကိုကဒီအခွန် short ချလို့ရတဲ့နည်းလမ်းလေးကိုကျမကပြပြပေးရဖြစ်ပါတယ်ရှင်ဆိုတော့နောက်ထပ် view နဲ့ပြန်ဆုံပါမယ် bye bye